Assalamualaikum warahmatullahi wabarakatuh. Di ngaphe kho ngala biari ya chang ko chano mila de ba mila le so di ngaphe kho ngala aung ni ya asu mya de po no ကြိုက်တော့ကြိုက်တယ်စားပုံစားနည်းလေးမျှဝေပေးပါတယ်ဟုတ်သူတို့တချို့လူတွေကကြော်စားတာများတယ်ကြော်စားတယ်ဆိုတာကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီငါဖဲဒီလိုလက်နှလုံးလောက်လေးတွေလက်သုံးလုံးလောက်အကောင့်လေးအဲ့ဒီအကောင့်တွေကြရင်စီပူထိုးကျွတ်လေးကြော်ပဲကလာဟင်းချက်ဒါမှမဟုတ်ရင်အခုလိုပူရရပဲဟင်းချက်ငရုတ်တီးစားတောင်းလေးထောင်းတိုးစရာအစုံလေးနဲ့စားကြည့်ပါတကယ်ကောင်းပါတယ်ဟုတ်ပြီအဲ့ဒါနံပါတ်1အစ်တကယ်ထိရောက်တဲ့အဆင့်ကိုသွားမယ်ဒီနေ့ကျွန်တော်နှစ်ကောင်ရပါတယ်ကျွန်တော်စားမယ့်ဥစ္စာဆိုတော့ကျွန်တော် line မတင်ဖြစ်ပါဘူးကျွန်တော်ပြောပြမယ်တကောင်က35ကျပ်သားနည်းနည်းရှိတယ်တကောင်ကတော့48ကျပ်သားလောက်ရှိတယ်တော်တော်ခက်ကြီးကြီးပါအဲ့ဒါငလာခေါ်ငဖဲအောင်လေးပေါ့သူတို့တချို့လူတွေကပြောချစ်မစားတတ်ဘူးပေါ့နော်ချစ်စားခြင်းတယ်ဟုတ်ပြီကျွန်တော်မျှဝေပေးမယ်နော်သူ့ကိုဘယ်လိုလုပ်ရမလဲဆိုတော့ပထမသူ့ကျွန်တော်ဒီလက်ဖက်နောက်နဲ့လက်ဖက်နောက်တေးချာထုပြီးရိုက်ပြီးတေးချာထုပတ်လေဟိုဘက်ရောဒီဘက်ကောရိုက်ပေးပြီးလို့ရှိရင်သူ့ကိုခဏလေးထားလိုက်ထားပြီးသူ့ကိုအကြီးကုန်းမထိုးနဲ့နော်အကြီးကုန်းမထိုးနဲ့အဲ့လိုပဲထားအကြီးကုန်းထိုးလဲကချစ်ကနေကြရင်ပဲ့ဝါတတ်တယ်ကွဲဝါတတ်တယ်ပေါ့နော်အဲ့လိုအလဲကနေပြီးတော့ဒီလိုကျိုးကြောအလဲကနေခွဲလိုက်ခွဲပြီးနှစ်ချမ်းခွဲပြီးလို့ရှိရင်ခွဲလို့ရပြီသူ့တေချာချစ်ကိုလိုချင်တယ်လို့စိတ်ကြိုက်ချစ်လို့ရတယ်ချစ်လို့ရတယ်ဆိုရင်ချစ်ပြီးဝိုင်းနှစ်ဖက်လုံးသူ့ရဲ့အယိုးတွေသူ့ရဲ့အရေးကွန်တွေမပြစ်ပါနဲ့သူ့ရဲ့အယိုးတွေအရေးကွန်တွေဟင်းကျူချက်တောက်လို့ရပါတယ်တော်တော်ချိုးပါတယ်ရခိုင်မုန်းတီလည်းချက်စားလို့ရပါတယ်ဒီအယိုးတွေအရေးကွန်တွေကိုကောင်းတွေကိုရခိုင်မုန်းတီချက်စားကြည့်ပါအဲ့ဒီသူကြံတဲ့အယိုးတွေအရေးကွန်တွေကိုကဲအဲ့လိုချစ်ပြီးသွားပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အပူအဆက်အချိုအငံအဆက်အဲ့ဒါတွေရောစမ်းဘယ်လိုရောစမ်းရမလဲဆိုတော့ဂျင်းထဲမယ်ဇပလင်ထဲမယ်ဟုတ်ပြီလားဂျင်းတွေဇပလင်တွေကိုညက်နေအောင်ထောင်းမယ်ကျက်သွန်နီလည်းထောင်းထားမယ်ထောင်းထားပြီးလို့ရှိရင်ပြီးရင်ဒီငဖဲကိုကငဖဲချစ်ကိုဘယ်လိုလုပ်မလဲဆိုတော့ဒီထောင်းထားပြီးသားနယ်လိုက်လေရတယ်မနယ်ဘူးသူ့လည်းပြန်ကိုနက်နက်ထပ်ပြီးတော့မာဝအောင်တင်းဝအောင်ငရုတ်စုံနဲ့ထည့်ပြီးသူ့လည်းပြန်ထောင်းပေးလို့ရပါတယ်နာထောင်းလေပူကောင်းလေကြမ်းထောင်းနိုင်လေပူကောင်းလေနာထောင်းလေသူကပိုပြီးတင်းလာလေမာလာလေအဲ့ဒါနဲ့တကယ်လို့မလုပ်ချင်ဆိုအစာတွေအားလုံးရောလိုက်ရောပြီးတော့ကိုကမဆလာအနံ့လေးပါလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီမဆလာလေးပါထည့်ပြီးရောပြီးနယ်လိုက်နယ်ပြီးတော့ကိုကဘယ်လိုလုပ်မလဲဆိုတော့ဒီအစာပလာတွေကလောအချုံမုတ်တို့ဘာတို့စားတို့ငရုတ်သီးတို့ကိုလိုချင်တဲ့ point ကိုစားနိုင်မဲ့အရသာကိုခံမှန်းပြီးတော့အကုန်လုံးရောထည့်လိုက်ထည့်ပြီးတော့သူ့တေးချနယ်ပြီးတော့9မိနစ်လောက်နှက်ထားလိုက်ပါ9မိနစ်လောက်9မိနစ်လောက်နှက်ထားပြီးသွားပြီဆိုရင်အဲ့မှာနှက်ထားတဲ့အချိန်မှာကိုကစီပူထိုးထားလိုက်ဒဲဟိုစီဘာလဲမကတ်အောင်ဒဲဟိုဘဲလို့ဒဲဟိုပဲကတ်တယ်လူများတွေကပြောတယ်မှတ်ထားပါဒဲဟိုပူအောင်လုံးဝပူထူအောင်မီးပေါ်တင်ထားလိုက်ပါတင်ပြီးသွားပြီဆိုရင်ဒဲဟိုကပူသွားပြီလားအဲ့မှာစီထက်ပြီဆိုလဲစီကပူပြီးတော့ဒီလိုပဇွန်စိတ်အမြုပ်ထားသလိုလိုစပူနေရေမြုပ်တွေထားလာအဲ့ဒါဆိုရင်စီပူအဲ့ဒါဆိုရင်ဘဲလို့ဒဲဟိုမှမကတ်ပါဘူးအဲ့ဒီမှာကိုလိုချင်တဲ့အကွင်းမျိုးယူမလားဒါမှမဟုတ်လေးတောင်မျိုးပုံစံမျိုးယူမလားကိုဘယ်လိုအနေထားမျိုးယူမလဲပေါ့နော်အဲ့ဒီအနေထားမျိုးကိုကြော်လို့ရပြီကြော်ပြီးဒီတိုင်းပဲထိုင်စားပဲစားပြန်ပြီးချက်ပဲစားအနစ်လေးနဲ့လှုပ်စားကြည့်ပါအင်မတန်မှစားကောင်းပါတယ်စားပုံစားနည်းတို့အားလုံးစားတတ်ကြတယ်ဒါလှုပ်ပုံလုံနည်းမလှုပ်တတ်လို့ကျွန်တော်လှုပ်ပုံလုံနည်းကိုမျှဝေပေးရခြင်းဖြစ်ပါတယ်မျှဝေပေးရင်ကျွန်တော်နှုတ်နဲ့ပြောရတာပေါ့နော်ကျွန်တော်တယောက်တည်းသမားဆိုတော့ကျွန်တော်ရိုက်ပေးမဲ့လူရိုက်ပေးမဲ့လူမရှိဘူးဆိုတော့ကျွန်တော်လှုပ်လိုက်တယ်လှုပ်ပြီးတော့အဲ့မှာအများတိုင်းလည်းကျွန်တော်မေးလာကြတယ်ဒီငဖဲကိုဘယ်လိုလှုပ်စားရမလဲဘယ်လိုချက်ရမလဲအဲအားကြောင့်မလို့ကျွန်တော်ချစ်ပုံချင်းလေးကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်လှုပ်စားပုံလေးအားလုံးကိုမျှဝေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ပြောသလိုလှုပ်ကြည့်ပါတကယ်မှတမစားကောင်းပါတယ်အရသာလည်းရှိပါတယ်မိသားစုထမင်းဝိုင်းလေးကအင်မတန်မှ
စားမိန်နဲ့ထိုင်ဝမ်လေးတစ်ခုဖြစ်သွားပါမယ်ဟုတ်ကဲ့မင်္ဂလာပါဆလာမအလိုင်ကွမ်ဝရဟမတုလာဟီဝဘရကာတူနားထောင်ရုံတတ်တတ်မဟုတ်ပြီးတော့လှုပ်ရှားကြည့်ကြပါလို့လည်းကျွန်တော်တိုက်တွန်းပါတယ်